တော့ဘယ်လိုခေါင်းစဉ်တက်မှမသိတဲ့ဟင်းနာမည်ဘယ်လိုပေးရမှမသိတဲ့ဟင်းလေးတစ်ခုချက်ပါမယ်အတကတော့သူကဟိုငါရခိုင်မုတ်တီလို့ခေါ်ရမလားကြက်အာဘူးရှာဘူးလို့ခေါ်ရမလားမသိဘူးပေါ့နော်ဒီမှာပြောပြမယ်ဒီမှာဒါကငခုလေးကိုငခုကင်ကိုညှွှန်ထားတဲ့ဟာလေးနော်ဒီမှာစပလင်နဲ့ကျင်းနဲ့လည်းရှိရဲဒါလေးကိုစီတက်မယ်စီတက်ပြီးလို့ရှိရင်အရေကငါးပြုတ်ရည်မရှိဘူးငခုကင်ဝယ်ထားဆိုတော့လေအဲ့တော့ဒီမှာဒါကြက်ပြုတ်ရည်နဲ့ချက်မယ်နော်အဲ့လိုချက်ဖို့အတွက်ကိုဒီမှာတတော်အဖြူအနီစနစ်မောက်လုပ်ထားပါတယ်လို့ရှိရင်ဒါကတော့မုတ်တီအရေးတွေကိုထည့်စားမယ်နည်းနည်းချက်သွန်မှာဒါကတော့သူကတောင်ငမွေးငါခေါ်ရင်လည်းရတယ်ဒီမှာဆန်လော်မုတ်လေးရယ်တင်းမှုန်လေးရယ်ငရုတ်သီးစိမ့်လေးရယ်ငရုတ်သီးစိမ့်ကကြတော့နည်းနည်းလှော်ပြီးတော့မှကြိတ်ထားတာတကူးကြိတ်ထားရင်အကြိုက်စားလို့ရတယ်မှာဒါကတော့ဘဲဥပေါ့နော်ဘဲဥလေးလည်းစားပါမယ်ကဲစီချက်လို့ရှိရင်အကုန်လုံးတစ်ခါလေးထည့်လိုက်ပါတယ်ချက်သွန်လေးနည်းနည်းနွမ်းပြီဆိုလို့ရှိရင်ခဏငါးတွေစပလင်လေးကျင်းတွေတစ်ခါလေးထည့်ပါမယ်ဒီကိုပင်းငင်ပြားကြီးလေးနည်းနည်းထည့်ပါမယ်ပြီးတော့ဒီမှာရတာမှုန်လေးနည်းနည်းထည့်ပါမယ်ဒီလိုနည်းနည်းလေးလုံးပြီးသွားပြီဆိုရင်ဒီမှာစကားပြုတ်ထားတဲ့အရေးလေးလောင်းထည့်လိုက်ပါမယ်ကဲပြီးတော့ဖုံးလေးဖုံးပြီးတော့ပွက်အောင်လုပ်တည်ထားပါမယ်ရှင်ဒီမှာမုတ်ဖက်ကတော့ဝါ့ဥကြစမ်းပါပုတ်ပွက်လာပြီဆိုတော့ဒီထဲမှာရှိတဲ့ဒါတွေကရှုပ်တယ်လေစပလင်တွေဖယ်မယ်စပလင်တွေချင်းတွေကိုဖယ်ပါမယ်ကြည့်ပါမယ်စားလေးနည်းနည်းလို့စားလေးနည်းနည်းထည့်ပါကောင်းပါတယ်နေတော့ပါတယ်ဆန်မုံနဲ့ပဲမုံနဲ့ငရုတ်သီးမုံနဲ့ကိုထည့်ပါမယ်ဒါလေးအတုပ်လိုအရေးလိုလေးစားချင်တာလေပြီးလို့ရှိရင်ကြက်သွန်နဲ့နာမည်နဲ့ထည့်ပါမယ်ပြီးလို့ရှိရင်အချင်းကဒါလေးနည်းနည်းလေးထည့်မယ်ကိုပါကိုချက်တော့ငါးဖက်တွေအများကြီးပဲဒီမှာပါကောင်းတယ်ဆက်လေးချင်းဆက်လေးရမ်းကောင်းတယ်ကြက်ဝေခိုင်းထည့်များသွားမှာဆိုလို့နည်းနည်းချင်းနဲ့ထည့်စားတယ်ကဲစားလိုက်ပါဦးမယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်